အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဗီဒီယိုပါကျွန်တော်ဒီနေ့ပုံဆွဲနည်းနည်းနည်းပြောပြမယ်နည်းနည်းကျွန်တော်ပုံစဆွဲတော့မယ်ဆိုလို့ရှိရင်ဒီကြတော့ canvas တစ်ခုခေါ်ရမယ်ဒါမှမဟုတ်ကျွန်တော် site ပုံမှာဆွဲလို့လည်းရတယ်ပုံနဲ့မဆွဲခင်ပုံနေမဆွဲခင် line ရအဓိကရေးကြည့်တယ်ဒီပုံဆွဲပြီဆိုတဲ့ကလက်တွေကခဲတံအယူဆလိုလာပြီအဲ့ကိုကခဲတံစာရွက်အဲ့လိုမျိုးပုံဘယ်လိုဆွဲမလဲဒီကိုက line ဖြောင်းဖြောင်းမဆွဲနိုင်ရင်ဒီလိုမျိုး line ဖြောင်းဖြောင်းမဆွဲနိုင်ရင် line အကွေးတွေမဆွဲနိုင်ဘူးဆိုလို့ရှိရင် line တစ်စောင်းဒီလိုအသွားပြန်စာဝိုင်းလုံးဝ perfect ဖြစ်နေဖို့တော့မလိုဘူးဒါပေမဲ့ကိုလက်ကဒီလိုမျိုးတွေမရဘူးဆိုလို့ရှိရင်ဟိုလုံးဝနေတဲ့ character လေးတွေအဲ့ဒီမျိုးဒီလေးတောင်းကြတဲ့ character တွေပေါ့အဲ့ဒါတွေဘယ်လိုသွားဆက်မလဲเนาะကိုလိုချင်တဲ့ကိုလိုချင်တဲ့ target ကိုရောက်ဖို့အတွက်ကိုကဒီ line တွေမြင်းကွေးတွေအဲ့ဒါတွေကတော်တော်များများလည်းသိမယ်ထင်ပါတယ်ဒါတွေလည်းမြင်မှုကြမှာပါအဲ့ဒါတွေလိုတယ်ဒီဆိုလို့ရှိရင်ဒီလိုမျိုးပုံစဆွဲမယ်ဆိုလို့ရှိရင်ဒါတွေက basic ဒီထဲမှာပဲပေါ့မြင်းဆွဲမြင်းချောင်းတွေလေ့ကျင့်ရမယ်နောက်ထပ်ဇာတ်မခေါ်တော့ဒီတိုင်းအပေါ်ကနေအောက်ကိုဆင်းတာအပေါ်ကနေအောက်ကိုဆင်းတာကိုလေ့ကျင့်ရမယ်ပြီးတော့အောက်ကနေအပေါ်ဆွဲတော့လေ့ကျင့်ရမယ်ကျွန်တော်တို့ဆိုလို့ရှိရင်တခါလေကြောက်လို့ရှိရင်ကိုလက်မတန်တဲ့ဘက်တွေရှိတယ်အဲကြောက်လို့ရှိရင် canvas ကိုဒီဟာကိုဘယ်ညာပြောင်းပြီးတော့ဒီလိုမျိုးဘယ်ညာပြောင်းပြီးတော့ပဲဆွဲလိုက်တော့တယ်ဒီလိုလေးတွေအခြေခံတွေမြင်းကွေးတွေအဲ့ဟိုမြင်းဖြောင်းတွေမြင်းကွေးတွေအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ပုံစဆွဲလို့ရပြီတင်းပုံတန်းဆွဲလည်းရပါတယ်ဒါပေမဲ့ကိုယ်သဘောပါအဲ့ဒါခုဆိုရင်အဲ့မြင်းချောင်းလေးတွေနဲ့ပဲအကျန်းဆွဲပြမယ်ဒါပေမဲ့အဲ့ပုံကကျွန်တော်နည်းနည်း reference တော့ယူထားတယ်ဒီ Pinterest ကနေပဲအကျန်းတွေပုံဆွဲပြချင်တာတက်အတွက်ဟို Pinterest မှာပုံလေးကြည့်ပြီးတော့ဆွဲပြမှာ free တောင်းပေါ့ဟဲ့ဆိုတော့နွားပုံလေးဆွဲမယ်ဆိုသူ့ရဲ့ခန္ဓာကိုယ်ကြီးရှိတယ်ဒီမှာသူ့ရဲ့ခန္ဓာကိုယ်မြင်မဖြောင်းတော့ဖြစ်ဘောကိုဆွဲနေကောင်းဗီဒီယိုရဲလို့ရှိရင်ကြရက်သူ့ရဲ့ခန္ဓာကိုယ်ပြီးတော့သူ့ရဲ့ခေါင်းကြီးပေါ့သူ့ရဲ့ခေါင်းကြီးသူ့ရဲ့နွားခေါင်းကြီးဒါသူ့ရဲ့ခန္ဓာကိုယ်အကြံပြေဒါရပြီဆိုလို့ရှိရင်နောက်ထပ် step တစ်ခုရှိတယ်နည်းနည်းကြည့်လိုက်တာပို့ပြီးတော့မြင်ကြွယ်အောင်လို့နောက်ထပ် step တစ်ခုကသူ့ကို copy ကူးလိုက်မယ်နော်အဲ့ဒီအပေါ်ကနေပြီးတော့အကျန်းပြန်ထပ်ပြချင်လို့ဆိုတော့ဒါလည်းနည်းအကြောင်း opacity short လိုက်မယ်ဒါဆိုလို့ရှိရင်သူ့အခြေခံသူ့ရဲ့ shape ရပြီဆိုတော့နွားပုံစီစဖော်လို့ရတယ်နွားပုံလေးကိုစဖော်ဒီမှာလုံးဝအကျန်းချတာဆိုတော့ဒီလိုမျိုးကြီး line ဖြောင်းစရာမလိုတော့ကျွန်တော်ကလည်းဖြောင်းနည်းနည်းဆွဲပြထားဒီမှာသူ့ရဲ့ခန္ဓာကိုယ်ဒီမှာနွားကြီးရဲ့ခန္ဓာကိုယ်ဒီမှာအမီးလက်ပေါက်ဒီမှာ byte 1 byte ကြီးရှိတယ်သူ့ရဲ့ခြေတော့ဒီမှာသူ့ရဲ့လက်ပြီးတော့ဒီမှာသူ့ရဲ့အရှိဒါလက်လို့ပဲခေါ်လာဒါခြေတော့ကြီးပဲလက်ကြီးပဲလားသိတော့မသိဘူးနည်းနည်းရှိအောင်ပါဒီမှာနောက်ထပ်လက်တစ်ချောင်းပြီးတော့ဒီမှာနောက်ထပ်လက်တစ်ချောင်းဒါဆိုလို့ရှိရင်သူ့ရဲ့နွားခန္ဓာကိုယ်ကြီးရပြီပြီးတော့သူ့ရဲ့နွားရဲ့ခေါင်းဒီမှာတွေ့ရတဲ့အတိုင်းပဲ line တွေကိုကစားပြီးသွားတာဆိုတော့သူ့ရဲ့မြင်းချောင်းမြင်းဖြောင်းမြင်းကွေးအဲ့
အခြေခံတွေရလို့ရှိရင်ဒီမှာကိုလိုသလိုမျိုးလက်ကလိုက်ဆွဲလို့ရသွားပြီဒီမှာတွေ့ရတဲ့အတိုင်းပဲကိုလိုတဲ့ line ကိုလက်ကတွေပဲကွေးပြီးဆွဲရတာဆိုတော့မြင်းပြောင်းမြင်းကွေးတွေကနည်းနည်းလေးကျင့်ထားတာပိုကောင်းမယ်ကျွန်တော်တို့ဆိုဆွဲရကြပြီဆိုတော့နည်းနည်းစိတ်တိုင်းကြအတိုင်းအောင်မဖြစ်သေးဘူးတာအောင်ဘာပြောလူခီးရောက်တယ်ပေါ့ဆိုတော့ဒီမှာနွားရဲ့ဒီနေရာလေးတွေဟွာလေးရပြီပြီးတော့နွားရဲ့တစ်စက်ကြီးဝီးအဲ့လိုမျိုးရပါပြီပြီးတော့ဒါကြီးကနွားမကြီးဆိုတော့ဒီမှာဒါပိုက်ဒီမှာပစီဟွာလေးရှိမယ်ပြီးတော့သူရဲ့ခွာပြီးတော့ဒါကအကျန်းဒီ4000တုံးကြီးကနေရောပြောင်းသွားတော့ဒါကြီးကနောက်တစ်ခုကနောက်တစ် step နောက်တစ်ခုဒါကstep 1လို့ပြီးလိုက်အဲ့ဒီမှာရေးလိုက်ဒါ step 2ဒါကstep 3ဒါက step 4သူ step 4ခုနဲ့သွားမယ်ပထမတစ်ခုကသူ့ရဲ့ကိုဆွဲခြင်းတဲ့ကိုက်တာလေးရဲ့အချိုးကိုပုံချမ်းလေးပဲလုံးဝကွန်ဒိုလုံးဝ4000ဒီနေပဲချထားတာပြီးတော့သူ့ရဲ့နွားပုံစံလေးနည်းနည်းပုံဖော်လိုက်တယ်ပြီးလို့ရှိရင်အဲ့တော့အကျန်းချတကယ်ဟို final line အကျန်းချအောင်ဒါလေးကို copy ဒီမြင်းချောင်းလေးကို copy တက်ကိုပြီးဒီဘောကနေနောက်ထပ် final ထပ်လိုက်မှာဆိုတော့ဒါစပြီဆိုတော့ဟုတ်ဒီလိုလေးသွားလိုက်တိုင်းလေးနည်းနည်းထူလိုက်ရအောင်15လောက်ဝီနည်းနည်းလေးမျက်နှာစောင်းသွားတယ်နော်ဒီမှာဆိုနွားရဲ့နေရွက်လေးတော့တိုင်းလေးနဲ့ထပ်သေးပြီးတော့လိုင်းနဲ့ထပ်သေးပြီးတော့အဲ့ဟိုလောက်ထားတာပေါ့အတွင်း line ဆွဲထားတာထူကြီးကြတော့ line ထူသွားလို့ရှိရင်ကြည့်ရတာနည်းနည်းဆိုးရောသွားတာပေါ့အဓိကနယ်နိမိတ်စီးမြင့်ပုံစံမျိုးဆိုတော့ဒီမှာပါနောက်ထပ်သေးလိုက်မယ်ဒီနားလေးခုန line တွေဖြတ်လိုက်မယ်ဒီမှာကျွန်တော် butter line နဲ့ Play Studio မှာ butter line နဲ့ဆွဲနေရဆိုတော့ line လေးကိုအဓိကထောက်ပြီးတော့တစ်ခုတော့ပဲထောက်ပြီးဖြတ်လို့ရတယ်လွယ်လေးပြီးတော့နွားလေးရဲ့မျက်စိမျက်လုံးဒီမျက်လုံးလေးရပြီပြီးတော့နွားရဲ့နှာခေါင်းပေါက်နွားရဲ့နှာခေါင်းပေါက်ရပြီပြီးတော့ဒီခဏကိုဒီရှိလေးရပြီဆိုခုနကနွားမကြီးဆိုတော့သူရဲ့ဟွာကြီးထည့်အောင်ဒီမှာဆိုလက်လေးနဲ့ပဲဝိုက်တယ်ဝီးနဲ့
လေးလေရပြီဆိုပေမဲ့အောက်ပေးကြည့်လိုက်ကျွန်တော်မိုက်ခုနကအတိုင်းလေးပဲထားပြီးကောင်းဆိုဘာနဲ့တူလဲဆိုတော့ဟိုနဲ့ဘောပုံကြီးနဲ့တူခဏကိုကြီးရပြသူအမိလေး15ရပြီနောက်တစ်ခုကသူ့ကိုဟိုဒီနွားအဖြူဒီနူဇာနွားဆိုတော့ဟိုလေးလိုက်ကောင်အကြောင်လေးအကွက်လေးပေါ့ဟုတ်ပါဒီလိုလေးသွားဒီလိုလေးသွားမယ်ဆိုအကွက်လေးထည့်လိုက်ပြီအဲ့ဒါလေးကျွန်တော် share အယောင်ဖြည့်လိုက်အောင်မယ်ဒါကို folder ထည့်ပြီးတော့နံပါတ်3 step 3လို့ပေးလိုက်မယ်ဒါ step 3ထဲမှာပဲထည့်လိုက်မယ်ဒါတော့2ပေါ့ဒါ1ဒါဆိုရင်ဒီမှာအယောင်ဖြည့်လိုက်အောင်မယ်ဟွိနွားပုံစံလေးပေါ်သွားပြီအဲ့နွားပုံစံလေးပေါ်သွားတာ哦ဒီနောက်တော့တစ်မျိုးပဲเนาะကတ်တစ်ခုချားနေသလိုနေပြင်လိုက်ပါဦးဒီနားလေးကိုထပ်ဖြည့်လိုက်နောက်ပုံစံလေးရပါပြီနောက်နွားရဲ့ခေါင်းနဲ့ကိုယ်နဲ့ကိုးစားကွဲနေအဲ့နည်းနည်းလေးပြန်ပူးလိုက်လို့ပြန်ပူးလိုက်မယ်ဒါလေးခဏပိတ်လိုက်မယ်ဆိုတော့ခေါင်းရွက်တီးတန်းပြန်ခွဲနေအပြင်ကိုကန်ထွက်တယ်လို့ဖြစ်နေအဲ့ဒါပြန်ညှိလို့ရတယ် selection ပေးလိုက်မယ်ပြီးရင် control Ace နဲ့ဒီလောက်ဆိုလို့ရှိရင် okay သွားပြီ okay ဒီလောက်ဒီဒါမှာရပြီပြီးတော့ဒီကောင်က vector layer ဆိုတော့ပေါ်နေနဲ့ဆွဲတင်လိုက်အောင်မယ် vector layer တော်တော်မိုက်တယ် Play Studio မှာသူကတော်တော်အဆင်ပြေတယ်ပြီးတော့ကိုပျောက်သွားပြီဆိုတော့အရောင်လေးနဲ့အော်ရိုက်ဒီမှာ select ပေးပြီးတော့သူ့ကိုလည်း select နဲ့ပဲဖြတ်လိုက်တော့မယ်ပြီးတော့ဒီရဲ့ညနာတစ်ခုရှိသေးတယ်ဒါတော့ location ရွှေ့လိုက်ရုံပဲရပြီဒါဆိုရင်နောက်ပုံလေးပေါ်သွားပြီအဲ့တော့ကျွန်တော်ကနောက်ထပ် step တစ်ခုကအရောင်ဖြည့်ဖို့ရှိရော step 4ပေါ့ဒီနေရာမှာတော့ကျွန်တော်က line တစ်ခါလဲချောကင်ပြီးသားဆိုတော့ထပ်မကင်တော့ကျွန်တော်ရဲ့ဟိုအစားတွေက style ကိုက style လိုပဲပြောမလား style လိုပဲပြောမလားအဲ့ဒါကဒီပုံစံတွေပဲသွားဆိုတော့အချောကင်ကြမလို့တော့အချောကင်ကြမလို့ဆိုတာတချို့ကြတော့ line အပြောက်ဆွဲကြတယ်ပေါ့ line ပြောက်ဆွဲဆိုတော့ကျွန်တော်က line color နဲ့ပဲသွားတော့မယ်ဒီနေရာမှာနွားကအဖြူဆိုတော့နည်းနည်းလေးညည်းရလေးရမ်းမြစ်တယ်ဒါဆိုရပြီတားရောင်လေး
ရောင်လေးဖြည့်လိုက်ပြီချိုလဲဒီအောင်လို့ဆိုတော့ဒီရပဲဖြည့်ရအောင်ဒါပေမဲ့အမီးကတော့တောင်းစံတိုင်းမဲပဲပေါ့ဒီမှာအရောင်လေးရပြီအရောင်ရတဲ့ဆိုပေမဲ့ကျွန်တော်ကာလာကိုကြတော့အကုန်လုံးကိုဟိုဘာဖြည့်ခြင်းလို့ shadow lighting ကို line ပေါ်ကနေပါထည့်ပလိုက်မက်ဒီပလာစီနိုင်ဒါကျွန်တော်ရဲ့ပုံမှန်ဟုတ်ပါဘူးဒါကျွန်တော်ရဲ့ပုံမှန်ကာလာကုတ်အဲ့ဒီမှာ shadow လေး weakness ဆိုတာ ਨੇ အကုန်လုံးကအရောင်ထည့်ပြီးသားဖြစ်သွားပြီနေများဝိုင်းဖြည့်ဖြုတ်ကshadow လေးထည့်လိုက်ပြီဆိုတော့ lighting လေးပဲကျန်တော့မယ် lighting ကအဖြူနေပဲ overlay overlay ကိုမှတစ်ဝက်လောက်shadow နဲ့အရောင်ဘာပဲနဲ့တွားရဖက်နဲ့background လေးဒါနည်းနည်းလောက်အရောင်ထည့်လိုက်မယ်ဆိုရင်အရန်ပေါ်သွားမှာတရရာဒီမှာနည်းနည်းလေးမျက်လေးပါထည့်လိုက်တော့ပြီးတော့ဒီပုံမှာလည်းနည်းနည်း shadow lighting လေးကစားလိုက်လို့ရှိရင်သူ့ရဲ့ဟိုနွားကြီးရဲ့ကျလာတဲ့အရိပ်တွေဟိုဟာဒီဟိုဟာတွေ lighting တွေပါကျတာပေါ့ဆိုတော့ခုနကသုံးရတဲ့ shadow ပဲဖြုတ် over လေးနဲ့ပဲတောက်နည်းနည်း fresh နဲ့လိုက်ပေါ့ ဖ
ယူနဲ့လီယာမှားလို့ဒီလိုဆိုရင်နွားပုံတွေလည်းပြီးပြီဆိုတော့ကျွန်တော်လက်ရှိ traditional sketch ချတဲ့ level 1 class နဲ့ digital class ဆိုပြီးတော့ level 1 2နှစ်ခုဖွင့်ဖို့ရှိပါတယ်သူကဒီ November 15ရက်နေ့မှာဖွင့်မှာပေါ့နော်အဲဒီဟာကစိတ်ဝင်စားရင် join လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီလိုမျိုး video လေးတွေလည်းလုပ်ဖို့တော့ရှိပါတယ်တိတ်ပြီးတော့ကြည့်ကြလားမကြည့်ကြလားမသိတော့မစားမိဘူးဆိုတော့စိတ်ဝင်စားရင်တော့မှန်ခဲ့ပါအဲ့ဆိုလို့ရှိရင်နောက်ထပ်အသစ်တွေတော့ထပ်လာဖို့ရှိပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်